ဒီတော့မြန်မာနိုင်ငံဝင်လာတဲ့ Infinix ရဲ့ Note 60 Pro ကစိတ်ဝင်စားဖို့ကောင်းတယ်။ဘာလို့လဲဆိုတော့ပထမဆုံးအနေနဲ့ဒီမှာပေါ့နော် Note series တွေမှာစတာကိုချစ်ကိုပြောင်းသုံးပေးလာလို့ပါ။ပြီးတော့ထူးခြားပဲပေါ့နော်ဒီတစ်ခေါက်မှာကဒီမှာဟိုစိတ်ကြိုက် customize လုပ်လို့ရတဲ့ automatic display တွေလည်းပါလာသေးတယ်။ Note 60 series မှာ Note 60 Pro နဲ့ Yo Note 60ပြီးတော့ Note Edge ဆိုပြီးတော့၃မျိုးရှိရပေါ့နော်။နောက်ပြီးဈေးကွက်ရဲ့10သိန်းကျော်ဈေးတန်းကိုဝင်ဖိုက်မယ်ဖုန်း3မျိုးဆိုပါတော့ဗျာ။ဒီဗီဒီယိုမှာကတော့ဒီ3မျိုးတွေကအကျန်းဆုံးဖြစ်တဲ့ဒီ Note 60 Pro ကြောင့်အဓိကထားပြီးတော့ပြောပြတော့မယ်။ကျွန်တော် Note 60 Pro ပါကင်ဖွင့်ပြီးစမ်းကြည့်တော့သူ့ရဲ့ big quality နဲ့ hand feeling ပိုင်းထင်ထားရတဲ့ပုံကောင်းနေတာတတိထားမိ။ဒါလည်း battery သုံးပြီးတော့ဒီကုတ်တင်ကိုပေါ့နော်။ကောင်းလေးလုပ်ပြီးထားကြအောင်ပါမယ်ပေါ့နော်။သူဈေးဝယ်နေတာတခြားပုံတော်များနဲ့မတူပဲကွဲထွက်နေတာကတော့ automatic display ပါရှိမယ်ပြီးတော့ wireless charging ရရှိ။ wireless charging ဆို30 watt တွေရ။ charger ပါညာထုတ်ဝယ်ရမလို့ဘူးထဲမှာကဒီ wire ရော wireless charger ပါတစ်ခါလေးပါပြီးသားပေါ့နော်။ဗရီက6500 mAh ပါအဲ့တော့90 watt wire charging နဲ့အားသွင်းနိုင်မယ်ဆိုတော့ဒါ AI ကြောင့်သုံးနိုင်မယ်ပေါ့ဗျာ။ automatic display ကတော့ဖုန်းဝင်ခေါ်တွေ charging straight တက်တွေ notification တွေကိုချက်ပြပေးတယ် notification ဆိုရင် RGB ring light လေးကိုပြောင်းသုံးခြင်းလဲသုံးလို့ရတယ်။ဘာကြောင့်ကောင်းတော့ flip to flash နဲ့ shape မှာပေါ့နော်။ positional sign ရိုက်ထင်မလား။ဒါမှမဟုတ်ပုံစဲပြမှာ။စိတ်ကြိုက်လို့ရတာ။ဒါလေးကသဘောကျဖို့ကောင်းတယ်။အဲ့တော့မှအားမရသေးရင် automatic display နဲ့ game ဆော့ခြင်းဆော့လို့ရတယ်။အဲ့တော့ထူးခြားတာကတော့ဒီ Note 60 Pro ပါပေါ့နော် Infinix ရဲ့ Note series တွေမှာပထမဆုံးအနေနဲ့ Snapdragon ကိုချစ်ကိုပြောင်းသုံးလာတာပါ။သုံးဝေးတာကလည်း Snapdragon 7 ရကြောင်ပေါ်ဆိုတော့ Note 50 Pro မှာတော့သုံးခဲ့တဲ့ Helio G1 generation ချစ်စက် architecture ကွာသွားသလိုပဲပေါ့နော်။ပေါင်းမှန်ကလည်းအများကြီးပိုကောင်းလာတယ်။ဒီချက်ကတော့ဒါ Infinix ကို appreciate လုပ်အောင်။နောက်တစ်ဆို one tap button ဆိုတာပါဒီကောင်လေးကတော့ကိုပွင့်နေတဲ့ function ဒါမှမဟုတ် application ကိုအမြန်ဆုံးဖွင့်နိုင်အောင်လုပ်ပေးထားတာပေါ့နော်။သူ long brand မှာလုပ်လို့တာဆိုတော့ one tap စာ one press လို့တောင်းနာမည်ပေးတင်နေတယ်။ဒီဘက်ကတော့ heart rate, blood oxygen နဲ့ stress ပါညာတွေကိုတိုင်းလို့ရတဲ့ sensor လေးပါ။ display ကိုပြောမယ်ဆို144 refresh ရတဲ့ 1.5K AMOLED panel ကိုသုံးပေးထားတယ်။အတော်တက်ပွင့်ရဆင်းရတွေကိုခံနိုင်အောင်အပွားနဲ့ Gorilla Glass 7 ကိုအုပ်ပေးထားတယ်။ကင်မရာပိုင်းတော့ 50 megapixel main camera ကို8 megapixel ROI sensor နဲ့တွဲပေးထားတယ်။ selfie အတွက်30 megapixel sensor ပါမယ်။ Note 50 Pro တော့လည်းရှင်ဒီ selfie ပိုင်းကတော့ downgrade ဖြစ်သွားရပါတော့။ audio ပိုင်းတော့ JBL ကနေ tune လုပ်ထားတဲ့ dual stereo speaker တွေပါမယ်။ durability ပိုင်းတော့ IP64 dust and water resistant ကိုစာဒီပိုင်းဖြစ်တာ။ဒီပိုင်းတွေမှာတော့ Note 60 Pro နဲ့ Note 60ကအတူတူပဲ။ဘယ်နေရာမှာကွာသွားလဲဆိုတော့ Note 60မှာ automatic display မပါဘူး။ wire charging 45 watt ထိပဲရတယ်။ battery တွေ wireless charging တွေကအတူတူပဲပေါ့နော်။ဒါပေမဲ့ Note 60မှာက Snapdragon 7 Gen 4 စာ MediaTek ရဲ့ Dimensity 9400 Ultimate ကိုသုံးပေးထားတယ်။ဆိုတော့ 256GB ပါတာချင်းတူပေမဲ့လည်းပေါ့နော်။ဒီ Note 60 Pro မှာကRAM 12GB ပါတယ်။ Note 60မှာက RAM 8GB ပဲပါတယ်။ပြီးတော့ haptic feedback ပိုင်းမှာဆိုရင်ဒီ Note 60 Pro ကအတိအကျပိုကောင်းတယ်။ color တွေကတော့ Note 60ရော60 Pro မှာပါဝေစာရွေးလို့ရတယ်။60 Pro မှာဆိုရင် Ferrari တို့ Maserati တို့လိုမျိုးကားဒီဇိုင်းတွေကိုဆွဲပေးတဲ့ Italy ကနာမည်ကြီး company Pininfarina နဲ့ Infinix တို့ပေါင်းထုတ်ထားတဲ့ Tino Black Edition လည်းရှိတယ်။ဈေးသက်သာဆုံးဖြစ်တဲ့ Note Edge ကတော့ design language စပြီးတော့အများကြီးကွာသွားတယ်။သူကတော့ပပလေးနဲ့လုံးဝကြစ်လေးကင်လို့ရအောင်လုပ်လို့ပေါ့နော်။ car display design နဲ့ round frame ကိုပြောင်းသုံးပေးထားတယ်။ Note 60 Pro တွေမှာလိုမျိုး metal frame မဟုတ်ဘဲနဲ့ plastic frame ပြောင်းသွားတယ်။ကင်မရာပိုင်းတွေ Android sensor မပါတော့ပေါင်းမှန်ပိုင်းတွေ Dimensity 9100 nm chipset ကိုပြောင်းသုံးပေးထားတယ်။ဒီပိုင်းလေးတွေမှာအဓိကကွာသွားတာပေါ့နော်။နောက်ဆိုရင်တော့ Infinix Note 60 series ကဘယ်လိုဖုန်းမျိုးလဲဆိုတာတော့အများသိသားကြမယ်ဒီမှာလေ။တကယ်လို့ဒီဖုန်းတွေနဲ့ပတ်သက်ပြီးတော့တခြားသိချင်တာရှိသေးတယ်ဆိုရင်ကမန့်မေးလိုက်ပါကျွန်တော်ပြပြပါမယ်။ကျွန်တော်တော့တော်တယ်မှာဟုတ်ကဲ့ဒီလောက်ပါပဲ